အာမုတ်အနာဂတ္တိကျမ်းအခန်းကြီး1အငယ်1မှ8ယူဒဘုရင်ဩဇိမင်းဣဒရေလရှင်ဘုရင်ယောရှ၏သားယေရောဗောင်မင်းတို့လက်ထက်မြေကြီးမလှုပ်မီနှစ်နှစ်အထက်ကသိုးထိန်းစုအဝင်ဖြစ်သောတီကောရွာသားအာမုတ်သည်ဣဒရေလပြည်အတွက်ခံရသောဗျာဒိတ်တော်စကားဟုမူကားထာဝရဘုရားသည်ဇိအုန်တောင်ပေါ်ကကြွေးကြော်၍ယေရုရှလင်မြို့ထဲကအသံကိုလွှင့်တော်မူသောကြောင့်သိုးထိန်းနေရာတို့သည်ညှိုးငယ်၍ကရမေလတောင်ထိပ်သည်နွမ်းရှိလိမ့်မည်ထာဝရဘုရားမိန့်တော်မူသည်ကားဒမာသက်မြို့သည်ဂိလဒ်ပြည်ကိုစပါးနေရာတန်ရန်တရားဆက်တို့နှင့်ကျိတ်နေသောအပြစ်သုံးပါးမကအပြစ်လေးပါးကြောင့်ငါသည်ဒဏ်မပေးဘဲမနေဟာဇေလမင်းမျိုးအပေါ်သို့မိကိုလွှတ်၍ဗင်္ဟာဒဒ်မင်း၏ဘုံဗိမာန်တို့ကိုလောင်စေမည်ဒမာသက်မြို့တကားကန့်လန့်ကျင်တို့ကိုချိုးမည်အာဝင်ချိုင်သားတို့ကို၎င်းဘေသေဒင်မြို့၌မင်းပြုသောသူတို့ကို၎င်းပယ်ဖြတ်မည်ရှုရိပြည်သားတို့သည်ကိရမြို့သို့တိမ်းသွားခြင်းကိုခံရကြမည်ဟုထာဝရဘုရားမိန့်တော်မူ၏တဖန်ထာဝရဘုရားမိန့်တော်မူသည်ကားဂါဇမြို့သည်ချုပ်ထားသောသူအပေါင်းတို့ကိုဧဒုံမင်း၌အပ်ခြင်းဟာတိမ်းသွားသောအပြစ်သုံးပါးမကအပြစ်လေးပါးကြောင့်ငါသည်ဒဏ်မပေးဘဲမနေဂါဇမြို့ရိုးအပေါ်သို့မိကိုလွှတ်၍ဘုံဗိမာန်တို့ကိုလောင်စေမည်အာဇုတ်မြို့သားတို့ကို၎င်းအာရှကေလုန်မြို့၌မင်းပြုသောသူတို့ကို၎င်းပယ်ဖြတ်မည်အေဂျုံမြို့ကိုလည်းတိုက်၍ကြံကျွင်းသောဖိလိတ္တိလူတို့သည်ပျက်စီးကြလိမ့်မည်ဟုအရှင်ထာဝရဘုရားမိန့်တော်မူ၏အငယ်9မှ12တပန်ထာဝရဘုရားမိန့်တော်မူသည်ကားတုရုမြို့သည်ညီကိုချင်းဖွဲ့သောမိဿဟာယကိုမဆောင်ချုပ်ထားသောသူအပေါင်းတို့ကိုဧဒုံမင်း၌အပ်သောအပြစ်သုံးပါးမကအပြစ်လေးပါးကြောင့်ငါသည်ဒဏ်မပေးဘဲမနေတုရုမြို့ရိုးအပေါ်သို့မိကိုလွှတ်၍ဘုံဗိမာန်တို့ကိုလောင်စေမည်တဖန်ထာဝရဘုရားမိန့်တော်မူသည်ကားဧဒုံပြည်သည်တနာသောစိတ်ကိုချုပ်တီး၍ညီကိုဓာနှင့်လိုက်သောအပြစ်ဒေါသစိတ်နှင့်အစဉ်အမြဲဆွဲဖြတ်၍အစဉ်အမြဲအညှိုးထားသောအပြစ်သုံးပါးမကအပြစ်လေးပါးကြောင့်ငါသည်ဒဏ်မပေးဘဲမနေတေမန်မြို့အပေါ်သို့မိကိုလွှတ်၍ဘောဇရမြို့၏ဗိမာန်တို့ကိုလောင်စေမည်အငယ်73မှ15တပန်ထာဝရဘုရားမိန့်တော်မူသည်ကားအာမုန်ပြည်သားတို့သည်မိမိတို့နေရာကိုကျယ်စေခြင်းငှါကိုယ်ဝန်ဆောင်သောဂိလဒ်ပြည်သူမိန်းမတို့၏ဝမ်းကိုခွဲသောအပြစ်သုံးပါးမကအပြစ်လေးပါးကြောင့်ငါသည်ဒဏ်မပေးဘဲမနေရဗ္ဗာမြို့ရိုးကိုမီးရှို့၍ဘုံဗိမာန်တို့ကိုလောင်စေမည်စစ်တိုက်သောနေ့၌အော်ဟစ်ခြင်းမိုဃ်းသက်မုန်တိုင်းရောက်သောနေ့၌လွင့်သွားခြင်းရှိလိမ့်မည်သူတို့ရှင်ဘုရင်ကိုယ်တိုင်မှစ၍မူးတော်မတ်တော်များတို့သည်တိမ်းသွားခြင်းကိုခံရကြလိမ့်မည်ဟုထာဝရဘုရားမိန့်တော်မူ၏အခန်းကြီး2အငယ်1မှ5တဖန်ထာဝရဘုရားမိန့်တော်မူသည်ကားမောဘပြည်သည်ဧဒုံရှင်ဘုရင်၏အရိုးတို့ကိုထုံးဖြစ်စေခြင်းငှါမိနှင့်ဖုတ်သောအပြစ်သုံးပါးမကအပြစ်လေးပါးကြောင့်ငါသည်ဒဏ်မပေးဘဲမနေမောဘပြည်အပေါ်သို့မိကိုလွှတ်၍ကေရုမြို့၏ဘုံဗိမာန်တို့ကိုလောင်စေမည်ကြီးသောအတံပလံပြုခြင်းအော်ဟစ်ခြင်းတဘိုးမှုတ်ခြင်းနှင့်တကွမောဘပြည်သည်ဆုံးရှုံးရလိမ့်မည်မောဘပြည်အလယ်၌တရားသူကြီးကိုငါပယ်ဖြတ်၍သူနှင့်တကွမူးမတ်အပေါင်းတို့ကိုကွပ်မျက်မည်ဟုထာဝရဘုရားမိန့်တော်မူ၏တဖန်ထာဝရဘုရားမိန့်တော်မူသည်ကားယုဒအမျိုးသည်ထာဝရဘုရားစီရင်တော်မူချက်တို့ကိုမစောင့်ပညတ်တရားတော်ကိုစွန့်ပစ်၍ဘိုးဘေးတို့လိုက်ဖူးသောမိစ္ဆာဒိဋ္ဌိအားဖြင့်မှားယွင်းသောအပြစ်သုံးပါးမကအပြစ်လေးပါးကြောင့်ငါသည်ဒဏ်မပေးဘဲမနေယုဒပြည်အပေါ်သို့မိကိုလွှတ်၍ယေရုရှလင်မြို့၏ဘုံဗိမာန်တို့ကိုလောင်စေမည်အငယ်6မှ8တဖန်ထာဝရဘုရားမိန့်တော်မူသည်ကားဣသရေလအမျိုးသည်ဖြောင့်မတ်သောသူကိုငွေနှင့်၎င်းဆင်းရဲသောသူကိုခြေနှင်းတရံနှင့်၎င်းရောင်းသောအပြစ်
ဆင်းရဲသောသူတို့၏ခေါင်းကိုမြေမှုန့်နှင့်ဖုံးလွှမ်းစေခြင်းငှါအလွန်အလိုကြီး၍နှိမ့်ချသောသူကိုမတရားသဖြင့်စီရင်သောအပြစ်ငါ၏နာမမြတ်ကိုရှုံချခြင်းငှါအဘနှင့်သားသည်တူးတည်သောမိန်းမကိုပေါင်းဖော်သောအပြစ်ပေါင်ထားသောအဝတ်ကိုခတ်သိမ်းသောရစ်ပလင်တို့အနား၌ခင်း၍အိတ်သောအပြစ်လျှော်ပြစ်ငွေနှင့်ဝယ်သောစပျစ်ရည်ကိုသူတို့ဖျား၏အိမ်၌တောက်သောအပြစ်သုံးပါးမကအပြစ်လေးပါးကြောင့်ငါသည်ဒဏ်မပေးဘဲမနေငယ်9မှ16အာရစ်ပင်အရက်နှင့်အမျှမြည်၍တပိတ်ပင်ကဲ့သို့ခိုင်မာသောအာမောရိအမျိုးကိုတင်တို့ရှေ့မှငါပယ်ရှား၍အထက်၌သူ၏အသီးကို၎င်းအောက်၌သူ၏အမြစ်ကို၎င်းငါဖျက်ဆီးပြီတင်တို့ကိုအေဂုတုပြည်မှနှုတ်ယူ၍အာမောရိပြည်ကိုဝင်စားစေခြင်းငှါအနှစ်40ပတ်လုံးတော၌ပို့ဆောင်ပြီတင်တို့သားအချို့ကိုပရောဖက်အရာလူလင်အချို့ကိုနာဇရိလူအရာ၌ငါခန့်ထားပြီ။အိုဣသရေလအမျိုးသားတို့ဤစကားမှန်သည်မဟုတ်လောဟုထာဝရဘုရားမေးတော်မူ၏။တင်တို့မူကားနာဇရိလူသောက်ဖို့စပျစ်ရည်ကိုပေးကြပြီ။ပရောဖက်တို့ကိုလည်းပရောဖက်ပြု၍မဟောကြနှင့်ဟုမြစ်တားကြပြီ။ထို့ကြောင့်လှဲသည်အပြစ်တင်သောကောက်လန်း၏ဖိစီးခြင်းကိုခံရသကဲ့သို့တင်တို့၏နေရာအရပ်ကိုငါဖိစီးမည်။အပြေးကောင်းသောသူသည်ပြေးရသောအခွင့်ကိုမရခွန်အားကြီးသောသူသည်မိမိခွန်အားကိုထုတ်ရသောအခွင့်မရှိရသူရဲသည်ကိုမကယ်လွတ်ရလေးကိုကင်သောသူသည်မရရလျင်မြန်သောခြေသည်သူရဲသည်ကိုမကယ်လွတ်ရမြင်းစည်းသူရဲသည်လည်းကိုမကယ်လွတ်ရရဲရင်သောသူရဲသည်ထိုနေ့၌အဝတ်မပါဘဲပြေးသွားရလိမ့်မည်ဟုထာဝရဘုရားမိန့်တော်မူ၏အခန်းကြီး3အငယ်1မှ8အိုဣသရေလအမျိုးသားတို့အေဂုတုပြည်မှငါနှုတ်ဆောင်သောအမျိုးသားအပေါင်းတို့တင်တို့ကိုရည်မှတ်၍ငါထာဝရဘုရားမိန့်တော်မူသောစကားကိုနားထောင်ကြလော့မြေကြီးပေါ်မှနေသောအမျိုးသားအပေါင်းတို့တွင်တင်တို့တစ်မျိုးတည်းကိုသာငါလက်ခံသောကြောင့်တင်တို့အပြစ်ရှိသမျှတို့ကိုငါစစ်ကြောမည်လူနှစ်ဦးသည်သဘောမတူလျင်ပေါင်းဖော်၍ခရီးသွားနိုင်သလောခြင်သည်သည်ဖမ်းเสียမရှိလျင်တော၌ဟောက်လိမ့်မည်လောခြင်သည်ပြိုသည်အဘယ်အရာကိုမျှမဖမ်းမိလျင်တွင်တဲကအတန်ပြုလိမ့်မည်လောမြေပေါ်မှကြော့ကွင်းနှင့်မထောင်လျင်ငှက်ကိုကြော့မိလိမ့်မည်လောထောင်ထားသောကြော့ကွင်း၌အဘယ်အရာကိုမျှမရမီထောင်ထားရအရက်မှနှုတ်သွားလိမ့်မည်လောမြို့ထဲမှတဘိုးမှုလျင်မြို့သားတို့သည်မကြောက်မလန့်ဘဲနေကြလိမ့်မည်လောထာဝရဘုရားစီရင်တော်မူဘဲဘေးစုံတစ်ခုသည်မြို့ထဲမှရောက်လိမ့်မည်လောအကယ်စင်စစ်အရှင်ထာဝရဘုရားသည်မိမိကျွန်ပရောဖက်တို့အားမဖော်မပြဘဲအဘယ်အမှုကိုမျှစီရင်တော်မမူရှင်သည်ဟောက်သောအခါအဘယ်သူမျှမကြောက်မလန့်ဘဲနေလိမ့်မည်နီအရှင်ထာဝရဘုရားမိန့်တော်မူသောအခါအဘယ်သူသည်ပရောဖက်မပြုဘဲနေလိမ့်မည်နီအငယ်9မှ15အာဇုတ်မြို့ဘုံဗိမာန်တို့နှင့်အေဂုတုပြည်ဘုံဗိမာန်တို့တွင်တည်ကြားပြောရမည်မှာရှမာရိတောင်တို့အပေါ်မှစုဝေး၍ရှမာရိမြို့ထဲမှယုံရင်ခတ်ခြင်းအမှုကို၎င်းမြို့ထဲမှညှင်းဆဲခံရသောသူတို့ကို၎င်းကြည့်ရှုကြလော့မြို့သားတို့သည်တရားသောအမှုကိုမပြုတတ်အနိုင်ထက်ပြု၍လူယူသောဥစ္စာကိုဘုံဗိမာန်တို့၌တူထားတတ်ကြသည်ဟုထာဝရဘုရားမိန့်တော်မူ၏ထိုကြောင့်အရှင်ထာဝရဘုရားမိန့်တော်မူသည်ကားရန်သူတို့သည်ရှမာရိပြည်ကိုဝိုင်းပြီးလျှင်တင်၏အစွမ်းတတ္တိကိုနှိမ့်ချ၍ဗိမာန်တို့ကိုဖြိုဖျက်ကြလိမ့်မည်ထာဝရဘုရားမိန့်တော်မူသည်ကားတိုးဒိန်းသည်ခြင်သည်နှုတ်ထဲကခြေနှစ်ခုသို့မဟုတ်နရွက်တစ်ပိုင်းကိုနှုတ်ယူတကဲ့သို့ရှမာရိမြို့၌ဂဒင်တောင်ဓမ္မသက်မွေရာဖုံပေါ်မှထိုင်သောဣသရေလအမျိုးသားတို့ကိုနှုတ်ယူရလိမ့်မည်ကောင်းကင်ဘိုးကြီးကိုအစိုးရပိုင်သောဘုရားသခင်အရှင်ထာဝရဘုရားမိန့်တော်မူသောစကားကိုသင်တို့သည်နားထောင်၍ယာကုပ်အမျိုးသားတို့အားဆင့်ဆိုရမည်မှာအကယ်စင်စစ်ဣသရေလအမျိုး၏အပြစ်တို့ကိုစစ်ကြောသောနေ့၌ဗေသလရစ်ပလင်တို့ကိုငါစစ်ကြောလျက်ရစ်ပလင်ဥဂျူတို့ကိုဖြတ်၍မြေပေါ်သို့ချမည်ဆောင်းကာလ၌ဆန်သောနန်းတော်နှင့်နွေကာလ၌ဆန်သောနန်းတော်တို့ကိုငါထိခိုက်၍ဆင်ဆွယ်ဖြင့်ပြီးသောအိမ်တို့ကိုဖျက်ဆီးမည်
ဘုံဗိမာန်တို့သည်လည်းဆုံးကြလိမ့်မည်ဟုထာဝရဘုရားမိန့်တော်မူ၏ခန်းကြီး4အငယ်1မှ5ဆင်းရဲသောသူတို့ကိုညှင်းဆဲလျက်ငတ်မွတ်သောသူတို့ကိုနှိပ်စက်လျက်မိမိသခင်တို့အားငါတို့တောက်ဖို့ယူခဲ့ကြဟုဆိုတတ်လျက်ရှမာရိတောင်ပေါ်မှနေသောဗာရှန်နွားတို့ဤစကားတော်ကိုနားထောင်ကြလော့အရှင်ထာဝရဘုရားသည်မိမိတန်ရှင်းခြင်းပါရမီတော်ကိုတိုင်တည်၍ကျိန်ဆိုတော်မူသည့်အတိုင်းတင်တို့ကိုငမြားနှင့်၎င်းတင်တို့သားမြေးတို့ကိုပိုက်ခွန်နှင့်၎င်းဖန်ဆီးယူသွားရသောကာလရောက်လိမ့်မည်တင်တို့သည်အတီးအတီးကိုစီတွေ့သောအပေါက်ဖြင့်ထွက်၍ရဲတိုက်ထဲသို့ချခြင်းကိုခံရကြမည်ဟုထာဝရဘုရားမိန့်တော်မူ၏ဗေသလမြို့သို့တွား၍ပြစ်မှားကြလော့ဂိလဂါလမြို့သို့လည်းတွား၍များစွာသောပြစ်မှားခြင်းကိုပြုကြလော့နံနက်တိုင်းပူဇော်သောယဇ်ကို၎င်းသုံးနှစ်တခါဥစ္စာဆယ်ဘို့တစ်ဖို့ကို၎င်းဆောင်ခဲ့ကြလော့လူယူသောဥစ္စာတဲကကျေးဇူးချီးမွမ်းရာပူဇော်တကာကိုမိရှို့ကြလော့အလိုလိုပြုသောပူဇော်တကာများကိုလည်းကြားပြော၍ကြော်ညာစေကြလော့အိုဣသရေလအမျိုးသားတို့ထိုတို့ပြုရာတွင်တင်တို့သည်မွေးလျော်တတ်ကြသည်ဟုအရှင်ထာဝရဘုရားမိန့်တော်မူ၏အငယ်6မှ73ငါသည်လည်းတင်တို့မြို့ရွာရှိသမျှတို့၌သွားတို့၏စင်ကြယ်ခြင်းကို၎င်းတင်တို့နေရာအရပ်ရှိသမျှတို့၌အစာခေါင်းပါခြင်းကို၎င်းပြီးတော်လဲတင်တို့သည်ငါထံသို့ပြန်၍မလာကြဟုထာဝရဘုရားမိန့်တော်မူ၏စပါးရိပ်ရာကာလမရောက်မီ3လအထက်ကမိုးမရွာစေခြင်းငှာမိုးကိုငါစီးတားပြီးမြို့တစ်မြို့ပေါ်မှာရွာစေခြင်းငှာ၎င်းတမြို့ပေါ်မှာမရွာစေခြင်းငှာ၎င်းပြုလျက်မြေတကွက်သည်မိုးရေကိုခံရ၍တကွက်သည်မခံရတွေးချောက်လျက်နေရ၏ထိုတို့မြို့2မြို့3မြို့သားတို့သည်ရေတောက်ခြင်းငှာမြို့တစ်မြို့သို့တွားရ၍မဝရကြသို့တော်လည်းတင်တို့သည်ငါထံသို့ပြန်၍မလာကြဟုထာဝရဘုရားမိန့်တော်မူ၏လေထိ၍အပင်သေးခြင်းအရေယို၍သေခြင်းဘေးဖြင့်ငါသည်ဒဏ်ခတ်လေပြီတင်တို့၌များပြားသောလေယာစပြည့်ဥယျင်သင်္ဘောတဖန်းပင်တန်လွင်ပင်တို့ကိုဂျိုင်းကောင်တို့သည်ကိုက်စားကြပြီသို့တော်လည်းငါထံသို့ပြန်၍မလာကြဟုထာဝရဘုရားမိန့်တော်မူ၏အေဂုတ္တုပြည်ခံရသောကာလနာဘေးကိုတင်တို့ရှိရာသို့ငါဆေလွတ်လေပြီလူလင်တို့ကိုဓာဖြင့်ကွပ်မျက်စေပြီမြင်းတို့ကိုတိမ်းသွားစေပြီတင်တို့တပ်၌ပုပ်ဆက်သောအနံ့ကိုတင်တို့နှာခေါင်း၌လှိုင်စေပြီသို့တော်လည်းငါထံသို့ပြန်၍မလာကြဟုထာဝရဘုရားမိန့်တော်မူ၏ဘုရားသခင်သည်တောလုံမြို့နှင့်ဂေါမရမြို့ကိုမှောက်လှန်တကဲ့သို့တင်တို့အချို့ကိုငါမှောက်လှန်၍တင်တို့သည်မိထဲကနှုတ်သောထင်းစကဲ့သို့ဖြစ်ကြပြီသို့တော်လည်းငါထံသို့ပြန်၍မလာကြဟုထာဝရဘုရားမိန့်တော်မူ၏တို့ဖြစ်၍အိုဣသရေလအမျိုးအထက်ကပြုတကဲ့သို့တင်တို့၌ငါပြုဦးမည်ထိုတို့ပြုမည်ဖြစ်သောကြောင့်အိုဣသရေလအမျိုးတင်၏ဘုရားသခင်နှင့်တွေ့ခြင်းငှာကိုပြင်ဆင်လော့တောင်တို့ကိုလှုပ်၍လေကိုဖန်ဆင်းထသောလူစိတ်အကြံစီကိုလူအားဖော်ပြထသောနာနှင့်အလင်းကိုအမိုက်ဖြစ်စေထသောမြင့်သောမြေအရပ်တို့ကိုနင်းသောသူသည်ကောင်းကင်ဘိုးကြီးရှင်ထာဝရဘုရားတည်းဟူသောဘွဲ့နာမရှိတော်မူ၏အခန်းကြီး9အငယ်1မှ10အိုဣသရေလအမျိုးယခုတင်တို့၌ငါမွဲ့ဆို၍မြည်တမ်းသောစကားကိုနားထောင်ကြလော့ဣသရေလသတို့သမီးကညာသည်လဲပြီနောက်တဖန်မထရမိမိမြေပေါ်မှတုံးလုံးနေ၏ချီကြွသောသူမရှိအရှင်ထာဝရဘုရားမိန့်တော်မူသည်ကားဣသရေလအမျိုး၏အမှုကိုထမ်းစေဖို့လူ1000ကိုပေးနိုင်သောမြို့သည်လူ100ကိုပေးနိုင်သောမြို့သည်တစ်ကျိပ်ကိုသာပေးနိုင်လိမ့်မည်ထာဝရဘုရားသည်ဣသရေလအမျိုးအားမိန့်တော်မူသည်ကားငါ့ကိုရှာကြလော့ရှာလင်အသက်ချမ်းသာရကြလိမ့်မည်ဗေသလမြို့ကိုမရှာကြနှင့်ဂိလဂါလမြို့သို့မဝင်ကြနှင့်ဗေရရှေဘမြို့သို့မသွားကြနှင့်အကြောင်းမူကားဂိလဂါလမြို့သည်ဆက်တိမ်းသွားခြင်းကိုခံရလိမ့်မည်ဗေသလမြို့သည်လည်းအကျိုးနည်းရှိရလိမ့်မည်ထာဝရဘုရားကိုရှာကြလော့ရှာလင်အသက်ချမ်းသာရကြလိမ့်မည်သို့မဟုတ်လျှင်ယောသပ်အမျိုးအပေါ်မှာမိကဲ့သို့တက်၍အဘယ်သူမျှမငြိမ့်နိုင်အောင်ဣ
ဣသရေလအမျိုးကို လောင်စေတော်မူမည်။ တရားသဖြင့်စီရင်ခြင်းကိုဒေါနဖြစ်စေ၍၊ ဖြောင့်မတ်ခြင်းတရားကိုမြေသို့ချကြပြီးသောသူတို့၊ ခိမကြယ်စုနှင့်ခသိလကြယ်ကို ဖန်ဆင်းထသောသေမင်းအရိပ်ကိုနံနက်အလင်းဖြစ်စေခြင်းငှါ၎င်း၊ နေ့အလင်းကိုညအမိုက်ဖြစ်စေခြင်းငှါ၎င်းစီရင်ထသောပင်လယ်ရေကိုခေါ်၍မြေပေါ်မှာသွန်းလောင်းထသောထာဝရဘုရားတည်းဟူသောဘွဲ့နာမရှိထသောခွန်အားကြီးသောသူတို့ကို၎င်း၊ ရဲတိုက်တို့ကို၎င်းဖျက်ဆီးတော်မူသောဘုရားကိုရှာကြလော့။ မြို့တံခါးဝတွင်ဆုံးမတတ်သောသူကိုမုန်း၍ဖြောင့်မတ်စွာပြောတတ်သောသူကိုရွံရှာကြပြီတကား။ သင်တို့သည်ဆင်းရဲသားကိုနှိပ်စက်၍ဂျုံစပါးကိုတောင်းခံတတ်သောကြောင့်၊စစ်သောကျောက်နှင့်တိုက်ကိုတည်သော်လည်း၊ ထိုတိုက်၌မနေရကြ။နှစ်သက်ဘွယ်သောစပျစ်ရည်ကိုစိုက်သော်လည်း၊ စပျစ်ရည်ကိုမသောက်ရကြ။သင်တို့အထပ်ထပ်လွန်ကျူးသောဒုစရိုက်၊ အလွန်လေးသောအပြစ်တို့ကိုငါသိ၏။ဖြောင့်မတ်သောသူကိုနှောင့်ရှက်တတ်ကြ၏။တံစိုးစားတတ်ကြ၏။ဆင်းရဲသားတို့ကိုတံခါးဝတွင်မတရားသဖြင့်စီရင်တတ်ကြ၏။ထိုသို့သောကာလသည်ဆိုးယုတ်သောကာလဖြစ်သောကြောင့်၊ပညာရှိသောသူသည်တိတ်ဆိတ်စွာနေလိမ့်မည်။အသက်ချမ်းသာစေခြင်းငှါဒုစရိုက်ကိုရှောင်၍သုစရိုက်ကိုရှာကြလော့။ထိုသို့ပြုလျှင်သင်တို့ဆိုတတ်သည်အတိုင်းကောင်းကင်ဗိုလ်ခြေအရှင်ဘုရားသခင်ထာဝရဘုရားသည်သင်တို့နှင့်အတူရှိတော်မူလိမ့်မည်။ဒုစရိုက်ကိုမုန်း၍သုစရိုက်ကိုချစ်ကြလော့။မြို့တံခါးဝတွင်တရားကိုတည်စေကြလော့။ကောင်းကင်ဗိုလ်ခြေအရှင်ဘုရားသခင်ထာဝရဘုရားသည်ကျန်ကြွင်းသောယောသပ်အမျိုးကိုသနားကောင်းသနားတော်မူလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေအရှင်ဘုရားသခင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ခပ်သိမ်းသောလမ်းတို့၌မြည်တမ်းခြင်းရှိ၍သွားလာသောသူတို့က၊အလိုလေးအလိုလေးဟုဆိုကြလိမ့်မည်။လယ်လုပ်သောသူသည်ညည်းတွားစေခြင်းငှါ၎င်း၊မြည်တမ်းတတ်သောသူသည်ငိုကြွေးမြည်တမ်းစေခြင်းငှါ၎င်းခေါ်ကြလိမ့်မည်။ခပ်သိမ်းသောစပျစ်ဥယျာဉ်တို့၌လည်းမြည်တမ်းခြင်းရှိလိမ့်မည်။အကြောင်းမူကား၊ငါသည်သင်တို့အလယ်၌ရှောက်သွားမည်ဟုထာဝရဘုရားမိန့်တော်မူ၏။ထာဝရဘုရား၏နေ့ရက်ကိုတောင့်တသောသူတို့သည်အမင်္ဂလာရှိကြ၏။သင်တို့သည်အဘယ်အကျိုးရှိကြလိမ့်မည်နည်း။ထာဝရဘုရား၏နေ့ရက်သည်သင်တို့၌လင်းသည်မဟုတ်အမိုက်ဖြစ်လိမ့်မည်။လူသည်ခြင်္သေ့ရှိရာသို့ပြေး၍ဝံကိုတွေ့သကဲ့သို့၎င်း၊အိမ်ထဲသို့ဝင်၍ထရံကိုမှီစဉ်မြွေကိုက်သကဲ့သို့၎င်းဖြစ်လိမ့်မည်။ထာဝရဘုရား၏နေ့ရက်သည်မလင်းဘဲမိုက်လိမ့်မည်။ထွန်းလင်းခြင်းအလျှင်းမရှိအမိုက်သက်သက်ဖြစ်လိမ့်မည်။သင်တို့ဆောင်သောပွဲနေ့တို့ကိုငါမုန်း၏။စက်ဆုပ်ရွံရှာ၏။ခြိုးခြံစွာကျင့်သောနေ့ရက်တို့၌ငါမမွေ့လျော်။မီးရှို့ရာယဇ်နှင့်ဘောဇဉ်ပူဇော်သက္ကာတို့ကိုဆက်ကပ်သော်လည်းငါလက်မခံ။ဆူဝသောတိရစ္ဆာန်တို့ကိုမိဿဟာယယဇ်ပူဇော်သော်လည်းငါသည်ပမာဏမပြု။သင်တို့သီချင်းဆိုသံကိုပယ်ရှားကြလော့။တယောထိုးသံကိုငါနားငြီးလှ၏။တရားသဖြင့်စီရင်ခြင်းကိုရေကဲ့သို့၎င်း၊ဖြောင့်မတ်ခြင်းကိုမပျက်စီးသောမြစ်ရေကဲ့သို့၎င်းစီးစေကြလော့။အိုဣသရေလအမျိုး၊သင်တို့သည်ယဇ်နှင့်ပူဇော်သက္ကာများကိုတော၌အနှစ်40ပတ်လုံးငါ့အားပူဇော်ကြသလော။သင်တို့ဘုရားမောလုတ်၏တဲနှင့်သင်တို့ဘုရားခိအုန်၏ကြယ်တည်းဟူသောကိုယ်အဘို့လုပ်သောပုံတို့ကိုဆောင်ရွက်ကြပြီတကား။ထိုကြောင့်သင်တို့ကိုဒမာသက်မြို့တဘက်သို့သိမ်းသွားစေခြင်းငှါငါစီရင်မည်ဟုကောင်းကင်ဗိုလ်ခြေအရှင်ဘုရားသခင်ဟူ၍ဘွဲ့နာမရှိသောထာဝရဘုရားမိန့်တော်မူ၏။အခန်းကြီး6 ဇိအုန်မြို့၌ငြိမ်ဝပ်စွာနေသောသူရှမာရိတောင်ပေါ်မှာစိုးရိမ်ခြင်းနှင့်ကင်းလွတ်လျက်နေသောသူလူမျိုးတို့တွင်အထွဋ်အမြတ်ဟူ၍ခေါ်ဝေါ်သောသူဣသရေလအမျိုးဆည်းကပ်သောသူတို့သည်အမင်္ဂလာရှိကြ၏။ကာလနေမြို့သို့သွား၍ကြည့်ရှုကြလော့။ထိုမြို့မှဟာမတ်ကြီးမြို့သို့၎င်း၊ဖိလိတ္တိလူတို့နေသောဂါသမြို့သို့၎င်းသွားကြလော့။ထိုနိုင်ငံတို့သည်ဤနိုင်ငံတို့ထက်သာ၍ကောင်းသလော။သူတို့နယ်အပိုင်းအခြားသည်သင်တို့နယ်အပိုင်းအခြားထက်သာ၍ကျယ်သလော။ဆိုးယုတ်သောနေ့ရက်ကိုရွှေ့၍မတရားသဖြင့်စီရင်ရာပလ္လင်ကိုအနီးမှာတည်စေခြင်း၊စင်စွယ်ခုတင်ပေါ်မှာအိပ်၍မွေ့ရာပေါ်မှာလျောင်းခြင်း၊သိုးစုထဲကသိုးသငယ်တို့ကို၎င်း၊
နွားတင်းကုတ်ထဲကနွားတငယ်တို့ကို၎င်းယူ၍စားခြင်းတယောထိုးသံနှင့်ပြိုင်လျက်တည်ခြင်းဆိုခြင်းတီးမှုတ်ရာတူရိယမျိုးအသစ်ကိုဒါဝိမင်းရှာ၍လှုပ်တကဲ့သို့လှုပ်ခြင်းစပြည့်ရည်ကိုဖလားနှင့်တောက်၍အဖိုးထိုက်သောနန္တာစီနှင့်လိမ့်ခြင်းတို့ကိုပြု၍ယောသန်အမျိုးဆင်းရဲခံရသည်ကိုစိတ်မကျင်နာဘဲနေသောထိုသူတို့သည်အဦးဆုံးသိမ်းသွားခြင်းကိုခံရသောသူတို့နှင့်အတူပါသွားကြလိမ့်မည်လျောင်း၍နေသောသူတို့၏ပွဲသည်လည်းကွယ်ပြောက်ရလိမ့်မည်အငယ်၈မှ14ကောင်းကင်ဘုရားအရှင်ဘုရားသခင်ထာဝရဘုရားမိန်တော်မူသည်ကားအရှင်ထာဝရဘုရားသည်ကိုတိုင်တည်၍ကျိန်ဆိုတော်မူသည့်အတိုင်းယာကုပ်၏မာနကိုငါယွန်ရှာ၍သူ၏ဘုံဗိမာန်တို့ကိုမုံသောကြောင့်မြို့တော်နှင့်မြို့၌ရှိသမျှတို့ကိုငါစွန့်ပစ်မည်အိမ်တဆောင်တွင်လူတစ်ကျိပ်ကြံကျွင်းတော်လဲတည်ကြလိမ့်မည်ပေါက်ဖော်တော်၍မိဖြင့်တင်းကြိုရသောသူသည်အိမ်ထဲကအသေးကောင်ကိုထုတ်၍ခြီသွားသောအခါအိမ်အတွင်းတွင်ရှိသောသူကိုခေါ်၍သင်၌ဇုံတယောက်ကြံကျွင်းသေးသလိုဟုမေးတော်မကြံကျွင်းဟုပြန်ပြောလိမ့်မည်ထမ်းသွားသောသူကလည်းတိတ်ဆိတ်စွာနေလော့ထာဝရဘုရား၏နာမတော်ကိုချီးမွမ်းရသောအခွင့်မရှိဟုပြောဆိုလိမ့်မည်အကြောင်းမူကားထာဝရဘုရားအမိန့်တော်ရှိသဖြင့်အိမ်ကြီးကိုဖြို၍အိမ်ငယ်ကိုလည်းကွဲစေတော်မူလိမ့်မည်မြင်းသည်ကြောက်ပေါ်မှပြေးတတ်သလောလူသည်ကြောက်ပေါ်မှနွားနှင့်ထွန်တတ်သလောတင်တို့သည်တရားသဖြင့်စီရင်ခြင်းကိုခါစွာသောတည့်ရွက်ဖြစ်စေခြင်းဟံ၎င်းဖြောင့်မတ်ခြင်းကိုဒေါနရွက်ဖြစ်စေခြင်းဟံ၎င်းပြုကြသည်တကားအချီးနှီးသောအရာ၌ဝါကြွားဝမ်းမြောက်၍ငါတို့သည်ကိုယ်အစွမ်းတတ္တိအားဖြင့်အာနာကိုသိမ်းယူပြီမဟုတ်လောဟုဆိုတတ်ကြသည်တကားအကယ်စင်စစ်အိုဣသရေလမျိုးတင်တို့တစ်ဖက်၌လူတစ်မျိုးကိုငါထစေမည်ထိုလူမျိုးသည်ဟာမမြို့လမ်းဝမှဆ၍တော၌ရှိသောမြစ်တိုင်အောင်တင်တို့ကိုညှင်းဆဲလိမ့်မည်ဟုကောင်းကင်ဘုရားအရှင်ဘုရားသခင်ထာဝရဘုရားမိန့်တော်မူ၏အခန်းကြီး9အငယ်1မှ9တဖန်အရှင်ထာဝရဘုရားသည်ငါအားပြတော်မူသောယူပါယုံဟုမူကားရှင်ဘုရင်ဆိုင်သောမြက်ပင်ကိုရိပ်ပြီးမှနောက်မြက်ပင်ပေါက်စကာလ၌ဂျိုင်းကောင်တို့ကိုဖန်ဆင်းတော်မူ၏ထိုဂျိုင်းကောင်တို့သည်တပြည်လုံး၌ရှိသောမြက်ပင်ကိုစား၍ကုန်ပြီးမှငါကအိုအရှင်ထာဝရဘုရားအပြစ်မှလွတ်တော်မူပါယာကုပ်သည်ငယ်သောကြောင့်အဘယ်သို့ထရပါလိမ့်မည်နည်းဟုလျှောက်သောထာဝရဘုရားသည်နောင်တရ၍ဤသို့မဖြစ်ရဟုမိန့်တော်မူ၏တဖန်အရှင်ထာဝရဘုရားသည်ငါအားပြတော်မူသောယူပါယုံဟုမူကားမိဖြင့်ဒဏ်ပေးခြင်းငှာမိကိုခေါ်တော်မူ၍မဟာသမုဒ္ဒရာကိုမိလောင်လေ၏ကုန်းကိုလည်းလောင်လေ၏ငါကလည်းအိုအရှင်ထာဝရဘုရားဆိုင်းတော်မူပါယာကုပ်သည်ငယ်သောကြောင့်အဘယ်သို့ထရပါလိမ့်မည်နည်းဟုလျှောက်တော်အရှင်ထာဝရဘုရားသည်နောင်တရ၍ဤသို့မဖြစ်ရဟုမိန့်တော်မူ၏တဖန်ပြတော်မူသောယူပါယုံဟုမူကားချိန်ကြိုးချ၍လှုပ်သောကြောက်ရိုးပေါ်မှထာဝရဘုရားသည်ရပ်လျက်လက်တော်၌ချိန်ကြိုးကိုကင်လျက်အာမုတ်တင်သည်အဘယ်အရာကိုမြင်သနည်းဟုမေးတော်မူလျှင်ချိန်ကြိုးကိုမြင်ပါသည်ဟုလျှောက်တော်ဘုရားရှင်ကငါ၏လူဣသရေလအမျိုးအလယ်၌ချိန်ကြိုးကိုငါချမည်နောက်တဖန်သူတို့ကိုတီးမခံဣဇက်၏မြင့်ရာအရပ်တို့သည်လူစိတ်ညံလျက်ဣသရေလ၏တန်ရှင်းရာအရပ်တို့သည်တုတ်တင်ပယ်ရှင်းလျက်ရှိကြလိမ့်မည်ယေဟောဗောင်မင်းမျိုးကိုလည်းဓာနှင့်ငါတိုက်မည်ဟုမိန့်တော်မူ၏အငယ်30မှ19ထိုအခါဗေတလယဇ်ပုရောဟိတ်အာမဇိသည်ဣသရေလရှင်ဘုရင်ယေဟောဗောင်ထံသို့ဆေလွတ်၍အာမုတ်သည်ဣသရေလအမျိုးအလယ်တွင်ကိုရော့တစ်ဖက်၌မကောင်းသောအကြံကိုကြံစီပါပြီသူ၏စကားအလုံးစုံတို့ကိုပြည်တော်သည်မခံနိုင်ပါယေဟောဗောင်သည်ဓာဖြင့်သေရလိမ့်မည်ဣသရေလအမျိုးသားတို့သည်နေရင်းပြည်မှဆက်နှင်သွားခြင်းကိုခံရလိမ့်မည်ဟုအာမုတ်ဆိုတတ်ပါသည်ဟုလျှောက်လေ၏အာမုတ်ကိုလည်းခေါ်၍အိုပရောဖက်ယူဒပြည်သို့ပြေးသွားလော့ထိုပြည်မှာပရောဖက်ပြု၍အသက်မွေးလော့နောက်တဖန်ဗေတလမြို့တစ်ဖက်၌ပရောဖက်မပြုနှင့်ရှင်မြင်းဤတန်ရှင်းရာဌာနတော်ဖြစ်၏နန်းတော်တီယာမြို့လည်းဖြစ်၏ဟုဆိုလျင်အာမုတ်ကငါသည်ပရောဖက်မဟုတ်ပရောဖက်ဤသားလည်းမဟုတ်နွားကြောင်းသောသူ
သဖန်းသီးကိုဆွတ်သောသူဖြစ်စဉ်အခါထာဝရဘုရားသည်နွားကြောင်းရာမှငါ့ကိုနှုတ်ယူ၍တင်သွားလော့ငါ၏လူဣသရေလအမျိုးတွင်ပရောဖက်ပြုလော့ဟုမိန့်တော်မူ၏တို့ဖြစ်၍ထာဝရဘုရား၏အမိန့်တော်ကိုနားထောင်လော့ဣသရေလအမျိုးတစ်ဖက်၌ပရောဖက်မပြုနှင့်ဣဇက်အမျိုးတစ်ဖက်၌မမွဲ့နှင့်ဟုတင်ဆိုသောထာဝရဘုရားမိန့်တော်မူသည်ကားတင်း၏မယားသည်ပြစ်ဒဏ်ဖြစ်လိမ့်မည်တင်း၏သားသမီးတို့သည်လည်းဓာဖြင့်တေကြလိမ့်မည်သူတစ်ပါးတို့သည်တင်း၏မြေကိုကျိုးတန်းချ၍ဝေဖန်ကြလိမ့်မည်တင်းသည်ညစ်ညူးသောပြည်၌တေရလိမ့်မည်ဣသရေလအမျိုးသည်နေရင်းပြည်မှဆက်ဆက်နှင်သွားခြင်းကိုခံရကြလိမ့်မည်ဟုအာမဇိအားဆင့်ဆိုလေ၏ခန်းကြီးရှိအငယ်1မှ6တဖန်အရှင်ထာဝရဘုရားသည်ငါအားပြတော်မူသောရူပါယုံဟုမူကားနွေကာလအသီးပါသောတောင်းသည်ထင်ရှား၏အာမုတ်သင်သည်အဘယ်အရာကိုမြင်သနည်းဟုမေးတော်မူလျှင်နွေကာလအသီးပါသောတောင်းကိုမြင်ပါသည်ဟုငါလျှောက်သောထာဝရဘုရားကနောက်ဆုံးကာလသည်ငါ၏လူဣသရေလမျိုး၌ရောက်လေပြီနောက်တဖန်သူတို့ကိုတီးမခံထိုကာလ၌နန်းစဉ်ကချီတဲ့တို့သည်မြည်တမ်းကြလိမ့်မည်အရရတို့၌များစွာသောအသေးကောင်ရှိ၍လူတို့သည်တိတ်ဆိတ်စွာပြစ်ချကြလိမ့်မည်ဟုအရှင်ထာဝရဘုရားမိန့်တော်မူ၏ငါတို့သည်စပါးကိုရောင်းအံ့သောငါလဆန်းနှင့်လွန်ပါစေဂျုံကိုရောင်းအံ့သောငါဥပုသ်နှင့်လွန်ပါစေဟုဆိုလျက်ဧဖာလေးကိုငယ်စေခြင်းဟာ၎င်းကြက်လေးကိုကြီးစေခြင်းဟာ၎င်းလုပ်၍ဆင်းလဲသောချိန်ဝင်ကိုသုံးလျက်ဆင်းရဲသောသူကိုငွေနှင့်၎င်းငတ်မွတ်သောသူကိုခြေနှင်းတရံနှင့်၎င်းဝယ်၍ညံ့သောဂျုံဆန်ကိုရောင်းလျက်ငတ်မွတ်သောသူတို့ကိုနှိပ်နင်း၍ဆင်းရဲသောပြည်သားတို့ကိုဖျက်ခြင်းဟာအလွန်အလိုကြီးသောသူတို့ဤစကားကိုနားထောင်ကြလော့အငယ်9မှ10ထာဝရဘုရားသည်ယာကုပ်၏ဘုန်းကိုတိုင်တည်၍ကျိန်ဆိုတော်မူသည်ကားအကယ်စင်စစ်သူတို့ကျင့်ကြံပြုမှုသမျှတို့ကိုငါသည်အစဉ်မပြတ်မမေ့လျော့ထိုအပြစ်ကြောင့်မြေတုန်လှုပ်လိမ့်မည်မဟုတ်လောမြေသားအပေါင်းတို့သည်ညည်းတွားကြလိမ့်မည်မဟုတ်လောမြစ်ကဲ့သို့တပြည်လုံးထပြီးလျှင်တဖန်အဲဂုတ္တုမြစ်၌မြုပ်တကဲ့သို့ပါသွား၍မြုပ်လိမ့်မည်မဟုတ်လောအရှင်ထာဝရဘုရားမိန့်တော်မူသည်ကားထိုကာလအခါမွန်းတဲ့အချိန်၌ငါသည်နေကိုဝင်စေမည်ကြည်လင်သောနေ့၌မြေကြီးကိုမိုက်စေမည်သင်တို့ပွဲခံခြင်းကိုညည်းတွားခြင်းဖြစ်စေမည်တည်ခြင်းဆိုခြင်းရှိသမျှကိုငိုကြွေးခြင်းဖြစ်စေမည်လူအပေါင်းတို့သည်လျှော်တေအဝတ်နှင့်ခါးကိုစီးစေခြင်းဟာ၎င်းသပင်ကိုရိတ်စေခြင်းဟာ၎င်းငါစီရင်မည်တယောက်တည်းသောသားသေသည့်အတွက်မြည်တမ်းခြင်းကဲ့သို့၎င်းအဆုံး၌ခါးစွာသောနေ့ကဲ့သို့၎င်းငါဖြစ်စေမည်အငယ်7မှ14ရှင်ထာဝရဘုရားမိန့်တော်မူသည်ကားမွတ်သိပ်ခြင်းဘေးကိုတပြည်လုံး၌ငါဖြစ်စေသောကာလရောက်လိမ့်မည်အစာခေါင်းပါ၍မွတ်သိပ်ခြင်းဘေးမဟုတ်ရေငတ်ခြင်းဘေးလည်းမဟုတ်ထာဝရဘုရား၏အမိန့်တော်ကိုမကြားသောမွတ်သိပ်ခြင်းဘေးဖြစ်လိမ့်မည်လူတို့သည်ထာဝရဘုရား၏အမိန့်တော်ကိုရှာလျက်ပင်လေတပါးမှသည်ပင်လေတပါးတိုင်အောင်လှည့်လည်၍တောင်မြောက်ပြေးသွားတော်လဲမတွေ့ရကြထိုကာလ၌အစင်းလှသောသူတို့သမီးကညာများနှင့်လူလင်များတို့သည်ရေငတ်၍မောကြလိမ့်မည်ရှမာရိပြစ်ကိုတိုင်တည်၍ကျိန်ဆိုသောသူအိုဒံသင်၏ဖျားအသက်ရှင်တော်မူသည့်အတိုင်းဟူ၍၎င်းဘေရရှေဘဘာသာအသက်တည်သည့်အတိုင်းဟူ၍၎င်းဆိုသောသူတို့သည်နောက်တဖန်မထနိုင်အောင်လဲ၍နေရကြလိမ့်မည်ဟုမိန့်တော်မူ၏ခန်းကြီးကိုအငယ်1မှ9တဖန်ငါကြည့်ရှု၍ဘုရားရှင်သည်ရစ်ပလင်ပေါ်မှရပ်လျက်မိန့်တော်မူသည်ကားရှိသမျှသောသူတို့၏ခေါင်းပေါ်သို့တကားတိုင်လှုပ်၍ပြိုကျစေခြင်းဟာတကားထုပ်ကိုရိုက်လော့သူတို့သားမြေးများကိုလည်းဓာနှင့်ငါကွပ်မျက်မည်ပြေးသောသူသည်မလွတ်ရလွတ်သောသူသည်လည်းချမ်းသာကိုမတွေ့ရမရဏနိုင်ငံတိုင်အောင်တွင်တူးတော်လဲငါနှုတ်ယူမည်မိုးကောင်းကင်သို့တက်တော်လဲငါချမည်ကရမေလတောင်ထိပ်၌ပုန်းရှောင်တော်လဲငါရှာ၍ထုတ်မည်ငါနှင့်လွတ်အံ့သောငါသမုဒ္ဒရာအောက်၌ပုန်းရှောင်တော်လဲငါသည်နဂါးကိုမှားလိုက်၍ကိုက်စေမည်ရန်သူတို့သည်တိမ်းသွားတော်လဲအခြားသောအရပ်၌ငါသည်ဓာကိုမှားလိုက်၍တတ်စေမည်ကျေးဇူးမပြုအပြစ်ပြုခြင်းငှာသာငါကြည့်ရှုမည်ကောင်းကင်ဘိုးခြေအရှင်
ဘုရားသခင်ထာဝရဘုရားသည်မြေကိုထိတော်မူလျှင်မြေသည်အရေဖြစ်၍မြေသားအပေါင်းတို့သည်ညီးတွားကြလိမ့်မည်မြစ်ကဲ့သို့တပြည်လုံးထပြီးလျှင်တဖန်အဲဂုတ္တုမြစ်၌မြုပ်တကဲ့သို့မြုပ်လိမ့်မည်6အထက်အခန်းတော်တို့ကိုကောင်းကင်၌ဆောက်၍အောက်တိုက်တော်ကိုမြေကြီးပေါ်မှာတည်တော်မူ၏သမုဒ္ဒရာရေကိုခေါ်၍မြေကြီးပြင်၌သွန်းလောင်းတော်မူ၏ကောင်းကင်ဗိုလ်ခြေအရှင်ဘုရားသခင်ထာဝရဘုရားတည်းဟူသောဘွဲ့နာမရှိတော်မူ၏အိုဣသရေလအမျိုးသားတို့သင်တို့သည်ငါ၌ကုရှအမျိုးသားကဲ့သို့ဖြစ်ကြသည်မဟုတ်လောဣသရေလအမျိုးကိုအဲဂုတ္တုပြည်မှငါနှုတ်ဆောင်သကဲ့သို့ဖိလိတ္တိလူတို့ကိုကတ္တောရပြည်မှ၎င်းရှုရိလူတို့ကိုကိရပြည်မှ၎င်းငါနှုတ်ဆောင်ပြီမဟုတ်လောဟုထာဝရဘုရားမိန့်တော်မူ၏အရှင်ထာဝရဘုရားသည်အပြစ်ရှိသောတိုင်းနိုင်ငံကိုကြည့်ရှုလျက်ထိုတိုင်းနိုင်ငံကိုမြေကြီးပြင်မှငါတုတ်တင်ပယ်ရှင်းမည်သို့တော်လည်းယာကုပ်အမျိုးကိုရှင်းရှင်းမဖြစ်စည်းဟုမိန့်တော်မူ၏တဖန်ငါအမိန့်တော်ရှိသဖြင့်ဆန်ကိုစကားနှင့်ချသကဲ့သို့ဣသရေလအမျိုးကိုခတ်သိမ်းသောအမျိုးတို့တွင်စကားနှင့်ငါချမည်ဆန်တစေ့မျှမြေသို့မကျရဘေးဥပဒ်သည်ငါတို့ကိုမမှီနိုင်မဆီးတားနိုင်ဟုဆိုလျက်အပြစ်များသောငါ၏လူအပေါင်းတို့သည်ထားဖြင့်သေရကြလိမ့်မည်17ကြံကြွင်းရစ်သောဧဒုံအမျိုးသားမှစ၍ငါ၏နာမဖြင့်သမုတ်သောတပါးအမျိုးသားအပေါင်းတို့ကိုသိမ်းယူစေခြင်းငှါလဲလျက်ရှိသောဒါဝိဒ်၏တဲကိုထိုကာလ၌ငါဆောက်တည်ပြန်မည်အက်ကွဲရာများကိုစေ့စပ်မည်ပြိုပျက်ရာများကိုလည်းပြုပြင်ပြီးလျှင်ထိုတဲကိုရှေးကာလ၌ရှိသကဲ့သို့မတ်စေပြန်မည်ဟုဤအမှုအရာကိုစီရင်တော်မူသောထာဝရဘုရား၏ဗျာဒိတ်တော်ရှိ၏ထာဝရဘုရားမိန့်တော်မူသည်ကားလယ်ထွန်သောသူသည်စပါးရိတ်သောသူကို၎င်းစပျစ်သီးနယ်သောသူသည်မျိုးစေ့ကြဲသောသူကို၎င်းမှီလျက်တောင်တို့မှချိုသောစပျစ်ရည်ယူ၍ကုန်းရှိသမျှတို့လည်းအရည်ဖြစ်ရသောကာလရောက်လိမ့်မည်သိမ်းသွားခြင်းကိုခံရသောငါ၏လူဣသရေလအမျိုးသားတို့ကိုတဖန်ငါဆောင်ခဲ့သဖြင့်သူတို့သည်ပျက်စီးသောမြို့များကိုပြုပြင်၍နေကြလိမ့်မည်စပျစ်ဥယျာဉ်များကိုစိုက်၍စပျစ်ရည်ကိုတောက်ကြလိမ့်မည်လယ်ယာများကိုပြုစု၍အသီးတို့ကိုစားကြလိမ့်မည်သူတို့ကိုနေရင်းအရပ်၌ငါစိုက်ထားမည်ငါပေးသောပြည်မှနောက်တဖန်အဘယ်သူမျှမနှုတ်ရဟုသင်၏ဘုရားသခင်ထာဝရဘုရားမိန့်တော်မူ၏ပရောဖက်အာမုတ်စီရင်ရေးထားသောအနာဂတ္တိကျမ်းပြီး၏